မင်္ဂလာပါဗျာကျွန်တော်ကိုသက်ဖြစ်ပါတယ်ဗျဒီနေ့မှာတော့ငွေနဲ့မိတ်ဆွေများဇီယံမကောင်းဆိုတဲ့မိတ်ဆွေများအတွက်အဲ့တော့ကျွန်တော်တွေ3ရက်အတွင်းမှာထူးခြားသိတာစေမဲ့ငွေလဲဝင်ရမယ်ဇီယံလဲကောင်းမယ်ဆိုတဲ့ကဏ္ဍနှစ်ပုတ်မြပေးမှာဖြစ်ပါတယ်ဗျမိတ်ဆွေများဒီကဏ္ဍကိုရုံစင်ကြရုပ်ပေါ်များလို့ရပါတယ်အဲ့တော့ကျွန်တော်တွေ3ရက်အတွင်းမှာကိုငွေဝင်စေရမယ်ဇီယံကောင်းစေရမယ်ဗျဒီကတော့ရွတ်မယ်ဆိုလို့ရှိရင်ကိုအိမ်မှာရှိတယ်ဖះเจ้าဆောင်မှာကော်ဖီပူလေးတစ်ခွက်ရဲ့ကိတ်မွတ်တစ်ခုရဲ့ကောက်လို့ပူဇော်ပေးပါဗျကော်ဖီပူလေးကဘာကော်ဖီနေရပါတယ်ကျွန်တော်တို့စမ်းလေးတစ်ထုပ်ကောက်ဖြော်လိုက်ပါတယ်ကိတ်မွတ်တစ်ခုကိတ်ချောက်တစ်ခုလည်းရပါတယ်ဗျမာရာကိုဖះမှာကတ်လိုက်မယ်ဖះမှာကတ်လိုက်ပြီးတော့အရင်ဆုံးဒီကာတာကိုကိုးကောက်ရွတ်မယ်နော်ဒိဋ္ဌိဒေဇာဒိဋ္ဌိဝါရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတတုပူဇာလာဘဝါရာတပေပိယဘဝတုမေဒိဋ္ဌိဒေဇာဒိဋ္ဌိဝါရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတတုပူဇာလာဘဝါရာတပေပိယဘဝတုမေဒိဋ္ဌိဒေဇာဒိဋ္ဌိဝါရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတတုပူဇာလာဘဝါရာတပေပိယဘဝတုမေဆိုပြီးတော့လက်တွေနိုးထသွားအောင်ပိတ်နေတဲ့အရာတွေပွင့်သွားအောင်အိတ်နေတဲ့အရာတွေနိုးထသွားအောင်လို့ဒီကာတာကိုကိုကောက်ရွတ်လိုက်ပါကိုကောက်ရွတ်ပြီးဆိုကကြာမှဒီငွေဝင်တဲ့ကာတာကိုကိုကောက်ထားရွတ်မယ်ဗျစေတယမနံပတ္တာမိစေတယမနံသူနာမိအရဟံဝိဇာဇယံမိဓိတုစေတယမနံပတ္တာမိစေတယမနံသူနာမိအရဟံဝိဇာဇယံမိဓိတုစေတယမနံပတ္တာမိစေတယမနံသူနာမိအရဟံဝိဇာဇယံမိဓိတုဆိုပြီးဒါလေးကိုကိုကောက်ရွတ်လိုက်မယ်ကိုကောယူပြီးဆိုကချာမှာကျွန်တော်တို့တွေဆူတောင်းမယ်ဗျအဲ့တော့ပွားများတဲ့ဘောင်းတော်ကုသိုလ်လူတိုင်းဒါနကုသိုလ်ဂါရရဲ့အစွမ်းတကူတွေကြောင့်အဲ့တော့ကျွန်တော်တို့တွေဒီငွေနဲ့ဝင်ပါစေလူတန်းနဲ့ပါစေငွေသိန်းချီရပါစေစားပြီပေါ့နော်တော့မဟုတ်လဲကျွန်တော်တို့တွေဇီယောင်းကောင်းနဲ့ဇီယောင်းနဲ့မိတ်ဆွေများဇီယောင်းဝင်ကောင်းပါသေးရောင်းဝင်နေကောင်းပါသေးရောင်းသမျှကုန်ပါသေးအဲ့တော့ငွေတွေသိန်းချီရကြီးဝင်ပါစေစားပြီပေါ့နော်ကိုဆူတောင်းမှာဖြစ်ပါတယ်ဗျတရားလေးကိုရုပ်ပါပေါ်များပြီးဆူတောင်းလိုက်ပါဆူတောင်းနေပြည်လာပြီးတော့အယောင်းဝယ်တွေကောင်းသွားတာမျိုးငွေတွေဝင်လာတာမျိုးဘာမှမလုပ်တဲ့လူလုံးမှပဲအဲ့တော့တစ်ပတ်လမ်းနေပြီးတော့ငွေရတာရကြောင်းနေကြက်မှန်ပြီးပေါ်လာတာမျိုးအဲ့လိုမျိုးလေးဖြစ်စီပါတယ်ဗျဒါကြောင့်မို့ဒီကာတာအတွင်းဒီကာတာကတရက်တချို့တို့တရက်နဲ့အစွမ်းပြတယ်လို့တချို့တို့2ရက်မှအစွမ်းပြတယ်တေချာတော့3ရက်အတွင်းမှာကိုအစွမ်းပြမှာဖြစ်ပါတယ်ဗျဒါကြောင့်မိတ်ဆွေများယုံကြည်စွာရုပ်ပေါ်များလို့ရပါတယ်ဗျဒါတော့ကျွန်တော်မိတ်ဆွေများအတွက်3ရက်အတွင်းမှာကျွန်တော်တွေငွေတွေဝင်စီမယ်ဇီအောင်ကောင်းစီမယ်ကာတာလေးမြောက်ပေးလိုက်ပါတယ်ဗျကိုကောက်ပဲရွတ်ပါအဲ့တော့ကိုကောက်ပဲနော်တကာတာတပုတ်ကိုကောက်ပဲရွတ်ပါအဲ့တော့မနေ့တစ်ချိန်ရွတ်ပါအဲ့တော့ဘယ်ချင်းအလုံးမသွားမီအပြင်မသွားမီရွတ်လို့ရပါတယ်ဗျခဲအားလုံးကျေးဇူးတင်ပါတယ်မေဇုကနသားသမီးအားလုံးလဲအဲ့တော့ကံပွင့်ကန်တက်ကြပါသည်လက်ပတ်တွေပေါ်များကြပါသည်လက်တွေနိုးကြပါသည်လက်တွေပွင့်ကြပါသည်ခဲတော့ငွေဝင်ပြီးလူတန်းတွေလည်းလုံနေကြပါသည်ဗျာ